အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့လေ့လာကြည့်မယ့်အကြောင်းအရာလေးကတော့တိတ်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ် Quantum leaping လို့ပြောလိုက်ရင်နံပိုင်းဆိုင်ရာကြီးလားစိတ်ဆွမ်းအင်တက်တလားလို့ထင်စရာရှိပေမဲ့တကယ်တော့ဒါကလက်တွေ့ကျတဲ့စိတ်ပညာနဲ့အမခံရူပပိတဲ့သဘောတရားတွေကိုပေါင်းစပ်ထားတာပါကဲကိုယ့်ရဲ့အိမ်မက်တွေကိုလက်တွေ့ဘဝမှာအမြန်ဆုံးနဲ့အထရောက်ဆုံးဘလို့ကောင်းတဲ့ဖော်မလဲဆိုတာကိုဒီရှင်းလင်းတင်ပြချက်လေးမှာအတူတူလေ့လာကြည့်လိုက်ရအောင်အရင်ဆုံးဘာတွေလေ့လာသွားမလဲဆိုတာကိုအကြံပြင်းကြည့်လိုက်ရအောင် Quantum leap ဆိုတာဘာလဲကျွန်တော်တို့ရဲ့မသိစိတ်ကဘလို့အလုပ်လုပ်လဲခန္ဓာကိုယ်ရဲ့အာယုံကြောစနစ်ကိုဘယ်လိုထိန်းချုပ်မလဲဆိုတာတွေအပြင်နောက်ဆုံးမှာလက်တွေ့အသုံးချရမယ့်အဆင့်တွေကိုပါဆွေးနွေးသွားမှာပါပထမဆုံးအနေနဲ့ Quantum leap ဆိုတော့ဘာလဲဆိုတာကိုစပြီးဖွင့်ဆိုကြည့်အောင်တိတ်ဆန်းကျင်တယ်လို့ထင်ရပေမဲ့တကယ်တော့ဒါဟာယောဂထူတွေကိုကျွန်တော်တို့ဘယ်လိုရှုမြင်တယ်လဲဆိုတဲ့အချက်ပေါ်မှာအခြေခံထားတာပါ Quantum ရဲ့သဘောတရားကိုကြည့်မယ်ဆိုရင်လေကျွန်တော်တို့မြင်တွေ့နေရတဲ့အရာဝတ္ထုတွေအားလုံးက subatomic particles လို့ခေါ်တဲ့အလွန်သေးငယ်တဲ့အမုံလေးတွေနဲ့ဖွဲ့စည်းထားတာပါစိတ်ဝင်စားစရာကောင်းတာကဒီအမုံလေးတွေဟာပုံတရက်ဒီမနေပဲဖြစ်နိုင်ချေ line တွေအနေနဲ့ပဲအမြဲရှိနေတာပါဘယ်အချိန်မှရုပ်လုံးပေါ်လာလဲဆိုတော့တစုံတစ်ယောက်ကစောင့်ကြည့်လေ့လာတဲ့အချိန်ကြာမှသာလက်တွေဖြစ်တည်လာတာပါဆိုလိုတာကကျွန်တော်တို့စိတ်ထဲမှာရှင်းလင်းပြတ်သားတဲ့ပုံလေးတစ်ခုခန့်တည်လိုက်မှသာဒီအမုံလေးတွေကတကယ်ရုပ်လုံးပေါ်လာတာပေါ့ဒီကောင်းနှုတ်ချက်လေးကတကယ်ကိုအားကောင်းပါတယ်ဖြစ်နိုင်ချေ line တိုင်းဟာစောင့်ကြည့်ခံရမှသာရုပ်လုံးပေါ်လာဆက်ဖြူလေတဲ့စဉ်းစားကြည့်ပါကိုဖြစ်ချင်တဲ့ရီမန်းချက်တစ်ခုကိုစိတ်ထဲမှာအသက်ဝင်အောင်ပုံဖော်ကြည့်တာဟာအဲ့ဒီဖြစ်နိုင်ခြေကိုလက်တွေ့ဘဝမှာတကယ်ဖြစ်လာအောင်ဖန်တီးလိုက်တာပါပဲစိတ်ထဲမှာတေချာမြင်အောင်နိုင်ပြီဆိုရင်ဒါဟာဖြစ်လာဖို့တေချာနေတဲ့လမ်းကြောင်းပေါ်ကိုရောက်နေပြီလို့ပြောလို့ရပါတယ်ဟုတ်ပြီအခုဒုတိယပိုင်းကိုဆက်သွားကြရအောင်ဒီလိုစောင့်ကြည့်လေ့လာမှုတွေကိုအဓိကလှုပ်ဆောင်ပေးနေတဲ့အင်ဂျင်ကြီးကြောင့်ပါအဲ့ဒါကတော့ကျွန်တော်တို့ရဲ့မတိစိတ်ပါပဲအခုပြထားတဲ့ဒီ donuts chart လေးကိုတစ်ချက်ကြည့်လိုက်ပါကျွန်တော်တို့ရဲ့တွေးခေါ်မှုနဲ့လုံဆောင်ချက်တွေရဲ့95%အတိအကျကိုမတိစိတ်ကနေအလိုလျောက်ထင်းချုံနေတာပါကိုယ့်ရဲ့ယုံကြည်မှုတွေအချင်းစရိုက်ကြီးအားလုံးကအဲ့ဒီ95%ထဲမှာရှိနေတာပါကျန်တဲ့9%လေးကဒါတိစိတ်ဖြစ်ပြီးတော့အဲ့ဒီကနေမှကျွန်တော်တို့ရဲ့စန္ဒတွေအိမ်မက်တွေကိုစဉ်းစားဆုံးဖြတ်နေတာပါဒီနန်းနဲ့အရေးအတွက်ကိုမြင်ရင်အံ့တော်သွားပါလိမ့်မယ်ဆက်သက်တန်ဟုတ်ပါတယ်ဒါကျွန်တော်တို့ရဲ့မတိစိတ်ကစက္ကန့်တိုင်းမှာလက်ခံရယူပြီးဖြည့်ရှင်းနေတဲ့တရင်ချက်လက်အရေးအတွက်ပါမတိစိတ်ရဲ့စွမ်းအားကဘလောက်တောင်ကြီးမားကြီးပြန့်လေဆိုတော့တစ်ကိုရှင်းလင်းတော့တာပေါ့အခုစန့်ချင်ပအနေနဲ့ဒီကနန်းကိုဆက်ကြည့်လိုက်ပါ90ကနေချစ်ရပဲတဲ့အရင်ကနန်းနဲ့ချင်လိုက်ရင်တကယ်ကိုကွာခြားသွားပြီနော်ကျွန်တော်တို့ရဲ့တိစိတ်ကတစ်စက္ကန့်ကိုတရင်ချက်လက်90ကနေ100လောက်ကိုပဲလက်ခံနိုင်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့က900လောက်ပဲချစ်တဲ့တိစိတ်လေးနဲ့စူးစမ်းနေမြဲစားအလွန်စွမ်းအားကြီးတဲ့မတိစိတ်ကြီးကိုပါအထုံးချနိုင်ဖို့လိုအပ်လာတာပါကဲအခုပြောခဲ့တဲ့အချက်လက်ဒီထဲမှာတကယ်ကိုစိတ်ဝင်စားဖို့အကောက်ဆုံးကတော့ဒီကောက်နှုတ်ချက်ပါပဲမတိစိတ်ဟာအမှန်နဲ့အမှားကိုခွဲခြားမသိနိုင်ပါဘူးတဲ့ဆိုလိုတာကမတိစိတ်ဟာကိုချင်းတရားပိုင်းတွေမှန်တယ်မှားတယ်ဆိုတာတွေကိုဝေဖန်ပိုင်းခြားနေတာမဟုတ်ပါဘူးသူ့ကိုထက်ခါထက်လဲလဲပေးထွေးနေတဲ့ယုံကြည်မှုတွေပေါ်မူတည်ပြီးလက်တွေ့ဘဝကိုဖန်တီးပေးတာပါဥပမာပိုက်ဆံရှာတာခတ်တယ်လို့ထက်ခါတွေးနေရင်မတိစိတ်ကအဲ့ဒီအတိုင်းပဲခက်ခဲတဲ့အခြေအနေတွေကိုတကယ်ဖန်တီးပေးပါလိမ့်မယ်အကယ်၍အောင်မြင်ဖို့လွယ်ကူလေလို့ယုံကြည်သွင်းပေးရင်လည်းအဲ့ဒီအတိုင်းပဲလမ်းစာတွေအခွင့်အရေးတွေရှာဖွေပေးမှသိချပါတယ်တတိယအပိုင်းအနေနဲ့ဦးနောက်ပိုင်းကနေခန္ဓာကိုယ်ပိုင်းကိုနည်းနည်းလေးပြောင်းကြည့်ရအောင်ကျွန်တော်ရဲ့အောင်မြင်မှုတွေကိုလက်တွေ့မှာထိန်းထားနိုင်ဖို့ဆိုရင်အာယုံကြောစနစ်ကိုထိန်းကျောင်းဖို့ကအလွန်ကိုအရေးကြီးပါတယ်ကိုယ့်ရဲ့ကြီးမားလွန်းတဲ့ရည်မှန်းချက်တစ်ခုကိုရုတ်တရက်တွေးလိုက်တဲ့အခါခန္ဓာကိုယ်ကအဲ့ဒါကိုချင်းချော့မှုတစ်ခုလို့ထင်သွားတတ်ပါတယ်။အဲ့ဒီအခါမှာအာယုံကြောစနစ်ကကမောက်ကမဖြစ်လာတဲ့လက္ခဏာတွေပြလာတတ်ပါတယ်။ရှင်းလင်းပြသမှုမရှိတော့တာဒါမှမဟုတ်အေးရကိုအလွန်မဲထင်းချုပ်ချင်လာတာပိုဆိုးတာက fight flight fawn freeze လို့ခေါ်တဲ့ရှင်တန်ရေးတွံ့ပြောင်းမှုတွေဖြစ်လာပါတယ်။အဲ့ဒီလိုအခြေအနေမျိုးမှာခန္ဓာကိုယ်ကအပြောင်းလဲအသစ်ကိုလက်မခံနိုင်တော့ဘဲအလိုလိုတွန်းကန်ပစ်လိုက်တာမျိုးဖြစ်သွားတတ်ပါတယ်။ဒီလိုပြဿနာတွေကိုဖြေရှင်းဖို့အတွက် nervous system hygiene လို့ခေါ်တဲ့အာယုံကြောစနစ်တန်ရှင်းရေးကအလိုအပ်လာပါတယ်။ဒါဟာခန္ဓာကိုယ်ကိုပုံမှန်လုံခြုံတဲ့ခြေနေစီပြန်ရောက်သွားအောင်နေ့စဉ်လှုပ်ဆောင်ရမယ့်အလေးချင်းလေးတွေပါ။ဥပမာပြောရရင် EFT tapping လုပ်တာမျိုးဒါမှမဟုတ် lung shot တာလက်နှစ်ဖက်ကိုလွှဲတာမျိုးလို့ bilateral movement တွေပေါ့။ဒီလိုလှုပ်ရှားမှုတွေကဦးနှောက်ရဲ့ဘယ်ဖက်ချမ်းနဲ့ညာဘက်ချမ်းကိုပြန်လည်ချိဆက်မိစေပြီးငါလုံခြုံပါတယ်အရာအလုံးအဆင်ပြေပါတယ်ဆိုတဲ့ခံစားချက်မျိုးကိုခန္ဓာကိုယ်ကိုပြန်လည်ပေးစွမ်းနိုင်ပါတယ်။ဟုတ်ပြီ theory တွေကြောင်းပြောခဲ့တာလဲစုံသွားပြီဆိုတော့စတုထအပိုင်းဖြစ်တဲ့လက်တွေ့အသုံးချရမယ့်အပိုင်းကိုရောက်လာပါပြီနေ့စဉ်လှူဆောင်ရမယ့်တိကျတဲ့လုပ်ငန်းစဉ်တွေကိုဆက်ပြီးလေ့လာကြည့်ကြရအောင်ဒီ timeline လေးကတော့
တကယ်ကိုအေးပါတဲ့အခွင့်အရေးပရင်ပေါက်ပါပဲကျွန်တော်ရဲ့မသိစိတ်ကိုအလွယ်ကူဆုံးဝင်ရောက်နိုင်တဲ့အချိန်လေးတွေရှိပါတယ်ပထမဆုံးအချိန်ကတော့မနဲ့အိယာနိုးနိုးချင်းပထမဆုံးစက္ကန့်60ပါဒီအချိန်မှာသိစိတ်ကတွေ့မနိုးသေးပဲမသိစိတ်ကပွင့်နေတဲ့အတွက်ရီမန်းချက်တွေကိုစိတ်ကူးပုံဖော်ဖို့အကောင်းဆုံးပါပဲပြီးတော့နေ့လယ်ပိုင်းတွေမှာ phone screen နဲ့ post-it notes လေးတွေရနေတဆင့်မသိစိတ်ကိုအမြဲတမ်းရနေအောင်လှုံ့ဆော်ပေးရပါမယ်နောက်ဆုံးတစ်ခုကတော့ညအိယာဝန်ခါနီးအိပ်ပျော်သွားဖို့နောက်ဆုံးစက္ကန့်60ပါပဲဒီအချိန်လေးကလည်းမသိစိတ်ထဲကိုအချက်အလက်တွေအခိုင်အမာထည့်သွင်းဖို့အကောင်းဆုံးအချိန်တစ်ခုဖြစ်ပါတယ်ဆိုတော့အရေးကြီးဆုံးကဒီအဆင့်၄ဆင့်ကိုလက်တွေ့လှုပ်ဆောင်ဖို့ပါပဲပထမဆုံးအနေနဲ့ကိုအကြီးမားဆုံးအိမ်မက်တွေမှတ်ခွင့်ပေးလိုက်ပါဒါပေမဲ့ဒုတိယအဆင့်အနေနဲ့ခန္ဓာကိုယ်ရဲ့အာယုံကြောစနစ်လုံခြုံမှုရှိစေဖို့အဲ့ဒီအိမ်မက်ကြီးကိုလက်တွေ့ယုံကြည်နိုင်လို့တဲ့3လစာရည်မှန်းချက်လေးတွေဖြစ်သေးလိုက်ပါဒါကတည်းကလျှို့ဝှက်ချက်နော်တတိယအဆင့်ကတော့ဖြစ်ချင်တဲ့အရာကိုလက်ရှိမှာတကယ်ဖြစ်နေပြီဆိုတဲ့ပစ္စုပန်ကာလအသုံးနှုန်းတွေနဲ့မတိစိတ်ကိုလေ့ကျင့်ပေးပါနောက်ဆုံးစတုထအဆင့်ကတော့ခန္ဓာကိုယ်ရဲ့တွန့်ပြန်မှုကိုအမြင်နားထောင်ဖို့ပါပဲအခွင့်အရေးတွေဝင်လာတဲ့အခါခန္ဓာကိုယ်ကလုံခြုံတယ်စိတ်လှုပ်ရှားတယ်လို့ခံစားရရင်အဲ့ဒါမှန်ကန်တဲ့လမ်းကြောင်းပဲဖြစ်ပါတယ်ဒီရှင်းတင်ပြချက်လေးရဲ့နောက်ဆုံးအနေနဲ့ဒီမေးခွန်းလေးကိုအားလုံးကိုစဉ်းစားကြည့်စေချင်ပါတယ်ကျွန်တော်တို့ဟာနောက်ထပ်ဘယ်လိုအနာဂတ်လမ်းကြောင်းကိုစောင့်ကြည့်ပြီးဖန်တီးတော့မလဲကွမ်တန်သဘောတရားအရာဆိုရင်ဖြစ်နိုင်ခြေ line ဒီအားလုံးကအဆင့်သင့်ရှိနေပြီကျွန်တော်တို့ရွေးချယ်စောင့်ကြည့်မဲ့အချိန်ကိုပဲစောင့်ဆိုင်နေတာပါမတိစိတ်ကိုတေချာလေ့ကျင့်ပေးပြီးခန္ဓာကိုယ်ရဲ့အာယုံကြောစနစ်ကိုသာလုံခြုံအောင်ထိန်းကျောင်းနိုင်ပြီးဆိုရင်ဘယ်လိုအောင်မြင်မှုမျိုးကိုမဆိုလက်တွေ့ဖန်တီးနိုင်စွမ်းရှိနေပြီဆိုတာကိုသတိရစေချင်ပါတယ်အားလုံးပဲအခုလိုစိတ်ဝင်စားလဲလာပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်